လှပတဲ့ဆရာဝန်မလေးကအလောင်းအိတ်စစ်ကိုဆွဲဖွင့်လိုက်တဲ့အခါကိုလုံးတီအလောင်းကြီးကရှေ့မှာဝုန်းကနေပေါ်လာတဲ့အေးဆက်နေတဲ့ခွဲစိတ်ထားနဲ့ရင်ဘတ်ကိုခွဲတော့မဲ့အချိန်မှာတင်နေရမယ့်လက်ကတန်းညက်ကြီးလိုအမျိုးသမီးရဲ့လက်ကဝတ်ကိုဖမ်းဆွဲလိုက်တယ်ဒါကမတော်တဆမှုမဟုတ်ဘူးတေချာစီစဉ်ထားတဲ့ကျူးကျော်မှုတစ်ခုပဲဒီလူကအလောင်းမဟုတ်ဘူးသူ့နာမည်ကလုံကြီးဝမ်ခိုင်တဲ့ပြန်ပေးဆွဲခံရတဲ့သမီးဖြစ်သူကိုရှာဖို့ငရဲခန်းတဲ့အထိဝင်လာတဲ့သူပေါ့အစီအစဉ်ပြတ်သွားမှန်းသိတဲ့ဆရာဝန်မကဓာတ်နဲ့လုံကြီးလေပင်ကိုခုတ်လိုက်တယ်ကံကောင်းလို့ရှောင်နိုင်ခဲ့လို့ပုံမဟုတ်ရင်အသက်ပြောက်သွားနိုင်တယ်စူညံတန်ကြားလို့လူမိုက်လေးယောက်အခန်းထဲပြေးဝင်လာတယ်ဆရာဝန်မရဲ့အမိတ်တစ်ခုအောက်မှာနှစ်ဖက်စလုံးတိုက်ပွဲဖြစ်ကြပြီဝိုင်းတိုက်နေတဲ့ကြားကသူကအေးစစ်စစ်ပဲပြန်ခုခံနေတယ်သူ့ရဲ့တိုက်ကွက်တွေကတိကျပြီးပြင်းထန်လာတယ်လုံကြီးကတိုက်ခိုက်ရင်းနဲ့ပဲအင်ဂျီကိုတက်တက်ရဲရဲပြန်ဝစ်နေတော့ဒီလိုကျန်းတဲ့အလှတရားကြောင့်ဆရာဝန်မလေးတောင်ငေးကြည့်နေမိတယ်သူမကဓာတ်နဲ့ထပ်တိုက်ဖို့ကြိုးစားပေမဲ့အင်ဂျီနဲ့ပဲအပေခံလိုက်ရတယ်ဒေါသထွက်နေတဲ့ဆရာဝန်မကတေလောက်တဲ့တိုက်ကွက်တွေတုံးနေပေမဲ့ခဏလေးတွင်းမှာပဲလုံကြီးရဲ့ကန်ချက်ကြောင့်လွတ်ထွက်သွားတယ်အဲ့ဒီနောက်ဓာတ်ပုံတစ်ပုံထုတ်ပြလိုက်တယ်အဲ့ဒီထဲကကောင်မလေးကလုံချီရဲ့သမီးလေးအန်ရှင်းနိုင်စင်းပဲသူ့ကိုတီလာလို့မေးတော့ဆရာဝန်မကငါအတေးရောက်လာတာမှမသိဘူးလို့ပြန်ဖြေတယ်ဆရာဝန်မလေးကနောက်ကနေလှုပ်ကြံမှုစူးစမ်းပေမဲ့အသက်ခံလိုက်ရတယ်အဲ့ဒီနောက်အချင်းထောင်စင်ကြံလန်းအတိုင်းအေးဆေးစွာရှောက်သွားပြီးဂိုင်းစတာခေါင်းဆောင်ကြီးရဲ့အခန်းထဲကိုဝင်လာခဲ့တယ်ခေါင်းဆောင်ကြီးလည်းအံ့ဩသွားပြီးဘယ်သူမှမသိဖြစ်နေတယ်သူ့ကိုတီလာလို့မေးတဲ့အခါစရင်ထဲမှာတော့မပါဘူးအပြင်ကလမ်းဘေးကွေးထင်တယ်မင်းတို့နှစ်ယောက်သူ့ရေခွန်ကိုခွာလိုက်ကြဆန်းလို့ခေါင်းဆောင်ကအမိန့်ပေးလိုက်တယ်ဒါပေမဲ့သူ့ရဲ့တောင်ဖြိုနိုင်တဲ့လက်သီးချက်တွေကိုဘယ်သူမှမတားနိုင်ဘူးလူတန်းကြီးနှစ်ယောက်လုံးချက်ချင်းပဲအလဲထုတ်ခံလိုက်ရတယ်အဲ့ဒီတော့မှခေါင်းဆောင်ကြီးလည်းကြောက်လန့်ပြီးလူတွေထက်ခေါ်တယ်ဒါကတိုက်ပွဲမဟုတ်ဘူးတစ်ဖက်သက်တစ်ဖြတ်ပွဲကြီးလိုပဲတစ်ချက်ကန်လိုက်တာနဲ့လူတွေကမီတာဝေးကြီးထိလွင့်သွားတယ်ခေါင်းဆောင်ကြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အကင်မီးဖို့ပေါ်အဖိခံလိုက်ရတယ်အဲ့ဒီလူစီကနေရတဲ့တဲ့ရင်ကအဲ့ဒီကောင်မလေးတွေကိုတစ်ခေါ်လာတာသူကအနှိတ်ခမ်းမှရှိနေတယ်ဆိုတာပဲတမီလေးနဲ့အမတ်တရားတွေကိုတတိယရင်ခြေတစ်ချက်ကန်ပြီးခေါင်းဆောင်ကြီးကိုငရဲပို့လိုက်တယ်မကြခင်မှာပဲလုံကြီးကအနှိတ်ခမ်းကိုရောက်ပြီးတစ်ကိုရှာတွေ့သွားတယ်တပ်ပုံထုတ်ပြပြီးသူ့သမီးအန်ရှင်းဘယ်မှာလဲလို့မေးလိုက်တယ်ဒါပေမဲ့တစ်ကဂယုမဆိုင်တဲ့ပုံစံနဲ့လုံနေတော့မှပဲလုံကြီးကသူ့ကိုခွတင်ပေါ်ကဆွဲချပြီးလေပင်ညစ်ကစစ်မေးတော့တယ်ပြောဖို့ညှင်းဆန်နေတာကြောင့်မျက်နှာပေါ်ကိုပိုဝါအုပ်ပြီးဘီယာရီတစ်ဆက်ချင်းစီလောင်ချတဲ့နီလန်းကိုတုံးလိုက်တယ်ခဏကြာတော့တစ်ကအသက်ရှူကျက်ပြီးအမှန်တိုင်းပြောပြလိုက်တယ်သူကလုံကြီးကိုရှီကောင်ဇိုင်ကောတာဝန်ခံဖြစ်ရှိတဲ့အွန်လိုင်းလိမ်လည်မှုလုပ်တဲ့စခန်းတစ်ခုစီခေါ်လာတယ်ရှီကောင်ကရုပ်ကလေးတန်းပေမဲ့စိတ်ထဲရုပ်မာတဲ့မိစ္ဆာတကောင်ပဲသူကလူတွေကိုဖုန်းနဲ့လိမ်လည်နည်းတွေတင်ပေးပြီးတင်းချီတဲ့ကော်မရှင်တွေရနိုင်တယ်လို့စီယုံနေတယ်ရောင်းအားအကောင်းဆုံးဝန်ထမ်းတွေကိုစုတွေပေးနေပေမဲ့အလုံးမဖြစ်တဲ့သူတွေကိုတော့တီးပုံနဲ့ရိုက်လျက်စစ်တုံးနဲ့တို့ပြီးညှဉ်းပန်းနှိပ်စက်နေတာမြင်မကောင်းဘူးအတုံးမကြတော့တဲ့လူတွေကိုတော့အပိုးပစ္စည်းဖြစ်ထုတ်ပစ်တယ်ရွှဲအားကသူမရဲ့စုကြီးတွေအကုန်ပေးပြီးလူတယောက်ကိုကယ်ဖို့တောင်းပန်တဲ့အခါရှီကောင်ကသဘောတူပေမဲ့အဆက်ခွဲမဲ့အကြက်ကင်မှုတစ်ခုလုပ်ခဲ့တယ်သူမရဲ့အင်ဂျီကျေတီးတွေကိုဖြုတ်နေတဲ့အချိန်မှာပဲစခန်းရဲ့တကားကြီးကိုတစုံတစ်ယောက်ကဝုန်းကနေကန်ဖွင့်လိုက်ပါတော့တယ်